ဘက်ထရီကဘာမှတင်ကန်းစာတခါကဘက်ထရီကဘာလို့ခေါ်တဲ့မြို့လေးတစ်မြို့မှာဖိုး6လို့အမည်ရတဲ့ MF maintenance free battery လေးတစ်လုံးရှိတဲ့ဗျာဖိုး6ကသူ့ကိုယ်သူအမြဲဂုံယူလေးရှိတယ်ငါကအိုး6ဟေးဘာ acid မှဖြည့်စရာမလိုဘူးလူတွေအတွက်အရန်သက်သာတာပေါ့ဒါကိုကြတော့ဘေးနာကအဖိုးကြီးဦးဆိုကပြုံးပြီးပြောလိုက်တယ်မြေးလေးဖိုး6မင်းနာမည်ကဦး6ဆိုပေမဲ့မင်းပိုက်ထဲမှာလေ acid တွေရှိတာပဲလေမင်းကအပြင်ကနေထပ်ဖြည့်စရာမလိုအောင်ပိတ်ထားတာပဲရှိတာမင်းရဲ့အသက်သခင်ကအထေးက acid density မှန်ကန်နေဖို့ပဲကွာတဲ့ဖိုး6ကနားမလေတယ်လို့ကြည်နေတော့အဖိုးဦးဆိုကဆက်ပြောပြတယ်မင်းရဲ့ acid တွေကအာသွင်းစနစ်ဆိုတဲ့မော်စီယာနဲ့ဆိုင်နေအဲ့ဒီမော်စီယာကမင်းကိုအားဒီအတင်းအဓမ္မသွင်းလိုက်ရင် overcharge မင်းပိုက်ထဲက acid တွေကဒေါသထွက်ပြီးစူပွက်လာတတ်တယ်အဲ့ဒီအခါအငွေ့တွေထွက်လာပြီးမင်းပိုက်ကြီးဖောင်းလာနောက်ဆုံးပုတ်ကွေးသွားနိုင်တယ်လေပြီးတော့ဦး6ဖြစ်လို့ရီးဖြည့်စရာမလိုဘူးဆိုပေမဲ့ overcharge ဖြစ်ရင်တော့အထေးကရေဓာတ်တွေခန်းချုပ်သွားနိုင်တယ်နော်အဲ့ဒီလိုခန်းသွားရင်မင်းလေးပြန်ပြင်လို့မရတော့ပဲပျက်စီးသွားမှာပဲဒါဆိုအားသွင်းတာနေရင်ကိုအဖိုးလို့ပူ6ကစိုးရင်တကြီးမိတာပေါ့အားသွင်းတာ